ချဲစီမှာကြာရှုံးခဲ့ရတာတွေကိုသင်ခန်းစာယူပြီးဒီပေါင်းမှာအမြင့်ဆုံးပြန်တန်းရင်နှုတ်ဆက်ထွက်ခွာသွားတော့မယ်ဆာလာမိုဟာမက်ဆာလာမရှိတော့တဲ့ဒီပေါင်းကိုခင်ဗျားတို့မအောင်ကြည့်ဘူးလားဂရိကမိုဆာလာလို့တွေးလိုက်တာနဲ့ဒီပေါင်းကိုတန်းပြေးမိကြတဲ့ဆိုတဲ့စကားဟာအခုတော့အတိတ်ရဲ့သမိုင်းစာမျက်နှာတစ်ခုဖြစ်သွားပါတော့မယ်ချဲစီမှာကြာရှုံးခဲ့ရတဲ့32နှစ်အရွယ်ကောင်းလေးတယောက်ကနေအင်္ဂလန်မီဒီယာတွေကိုပါဖျက်ရိုက်ပြီးတရားစီတဲ့44ကိုအထိသွင်းပြခဲ့တဲ့ကမ္ဘာအဆင့်ကစားမကြီးဟာအခုတော့သူ့ရဲ့အခြေဆုံးကလပ်အသင်းကိုကြောခိုင်းဖို့အတွက်အချိန်တန်သွားခဲ့ပါပြီပရိသတ်များအားမင်္ဂလာပါများ The FA Red ဆောင်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေ။စာမတယောက်အတွက်ကိုယ့်ရဲ့ဘဝအကောင်းဆုံးချိန်ကာလ Prime Time ရတွေကိုမြုပ်နှံထားခဲ့တဲ့ကလပ်အသင်းကနေနှုတ်ဆက်ထွက်ခွာသွားခဲ့ရတာဟာဘယ်တော့မှမလွယ်ကူပါဘူး။တမန်ကစားမတွေဆိုရင်ဒေါသတွေဝမ်းနည်းမှုတွေတန်ရောစင်တွေနဲ့ပြားများနေကြပါရင်။ဒါပေမဲ့မိုဆာလာကတော့အင်မတန်ရင်းကျက်တဲ့စကားတကုံပြောသွားခဲ့ပါရင်။ခုတော့အဲ့ဒါနဲ့ပတ်သက်လို့ငြင်းချက်နေလို့ခံစားရပါတယ်။ဒီစကားတကုံကဆာလာရဲ့စစ်ပိုင်းဆိုင်ရာအမြင့်ဆုံးအနေအထားကိုပြသနေရပါ။တော်လီဘောက်အတွက်ဘေးဆက်ဆရာရှိရတဲ့အကုန်လုံးကိုစွမ်းကုန်ပေးဆက်ခဲ့ပြီးပါပြီ။ချန်ပီယံလိဂ်ပရီးမီးယားလိဂ်ကလပ်ကဘာလားစားတဲ့ရတဲ့သမျှစူပလာတွေအားလုံးကိုယူဆောင်ပေးခဲ့ပြီးပါပြီ။သူဘက်ကဘာတကူမှနောက်တန်းရဆရာအကျွေးဆက်ဆရာမကြံတော့တဲ့အချိန်မှာမှန်ကန်တဲ့အချိန်တကူကိုရွေးချယ်ပြီးဂုဏ်သိက္ခာရှိတဲ့နှုတ်ဆက်ထွက်ခွာဖို့ဆုံးဖြတ်လိုက်တာဟာတကယ်ကိုကြီးကျယ်ခမ်းနားတဲ့ဘီရင်တစ်ပါးရဲ့နောက်ဆုံးခြေလှမ်းပါပဲ။ဒီဟာဒီမှာဖြစ်ပျက်ခဲ့သမျှအရာအလုံးကြောင့်ဒီနီလန်ကအမှန်ကန်ဆုံးပဲလို့သူဆိုလိုတာဟာခေတ်တစ်ခုကိုပြောင်းလဲဖို့အတွက်အချိန်တန်ပြီးဆိုတာကိုအားလုံးကလက်ခံပေးဖို့တောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။ဆာလာရဲ့သမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင်ချဲစီးတင်မှာကစားခဲ့ရတဲ့32နှစ်အရွယ်အချိန်ကာလကိုချန်လက်ထားလို့မရပါဘူး။အဲ့ဒီအချိန်ကသူဟာပရီးမီးယားလိရဲ့အရှင်အုံကိုမမီပဲအပေကန်ကစားသမားတယောက်ပြင်အီတလီကိုထွက်ခွာခဲ့ရသူပါ။ရှုပ်ကစားမတွေဆိုရင်အဲ့လိုကြာရှုံးမှုမျိုးကိုကြုံရတဲ့အခါစိတ်ထဲကျပြီးလမ်းပြောက်သွားတဲ့ကြပါတယ်။ဒါပေမဲ့ဆာလာကတော့သူ့ရဲ့အင်တာဗျူးမှာပြပြတသားပြောခဲ့ပါတယ်။အဲ့ဒီအချိန်ကကျွန်တော်ကိုပို့ပြီးတော့ကျန်းခိုင်လာစီခဲ့တဲ့အချိန်လေးဖြစ်ပါတယ်။အစားအသောက်နေထိုင်လေ့ကျင့်မှုဒါတွေအားလုံးပြောင်းလဲပြဖို့လိုတယ်လို့ကျွန်တော်တွေးခဲ့ပါတယ်။ချဲစီမှာခွင့်ရများခဲ့တာဟာသူ့အတွက်ကြီးမားတဲ့လက်ဆောင်တစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒီကြာရှုံးမှုကသူ့ကိုပုံမှန်ကစားမဘွားကနေစီကံကြီးမားတဲ့အောင်မြင်မှုကိုအသေးလဲစာလောင်တဲ့စေရုပ်တရုပ်လိုအသွင်ပြောင်းပေးလိုက်တာပါ။ဒါကြောင့်လဲသူဟာအတိတ်ကိုပြန်ပြေးခြင်းပဲအဲ့ဒီအခက်ခဲတဲ့အချိန်တွေကနေပဲယနေ့မိုဆာလာဆိုတာကိုပုံဖော်ပေးခဲ့တာလို့ရဲဝံ့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။2019ခုနှစ်မှာဒီဘောက်ကိုပြန်အောင်သွားတဲ့ဆာလာရင်ထဲမှာကြီးမားဆုံးလှုပ်ဆောင်မှုတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့အင်္ဂလန်ကိုငါပြန်သွားရမယ်ငါကငါပြန်ပြီးတက်တည်ပြရမယ်။မီဒီယာတွေကိုတက်တည်ပြချင်ခဲ့တဲ့ဆိုတဲ့သွေးစုပွဲအားစိတ်တယ်ပါပဲ။ဒီလီကနေပြန်လာခြင်းမှာလူတော်များများကသူ့ကိုချင်းစီမာတော့ငါလိုပဲကြာရှုံးသွားမဲ့သူတယောက်အဖြစ်လောင်ပြောင်မှုစောင့်ကြည့်နေခဲ့ကြပါတယ်။ဒါပေမဲ့ပထမဆုံးရာသီမှာပြိုင်ပွဲစုံ44ကိုတွင်းပြလိုက်တာဟာအင်္ဂလန်ဘောလုံးကတစ်ခုလုံးကငလင်းလှုပ်သွားစေခဲ့ပါတယ်။ဆာလာကိုယ်တိုင်တော့44ကိုတွင်းယူနိုင်လိမ့်မယ်လို့မမျှော်လင့်ထားခဲ့ပါဘူး။ဒါပေမဲ့သူ့စီမှာယုံကြည်မှုနဲ့လက်စားချေလို့စိတ်အပြည့်ရှိနေခဲ့ပါတယ်။ဒီစိတ်ဓာတ်ကပဲသူ့ကိုတန်ပန်တောင်ပန်ကစားမတယောက်ဆင်းကနေကမ္ဘာအကောင်းဆုံးဂိုးသွင်းဆက်ကြီးတစ်ခုပြင်မွေးဖွားပေးလိုက်တာပါ။ဒီမောင်ပရိသတ်တွေအတွက်ဘယ်တော့မှမေးနိုင်မှာမဟုတ်တဲ့မြင်ကွင်းတစ်ခုကတော့2018ချန်ပီယံလိဂ်ဘောလုံးပွဲမှာ Real Madrid ကန်ဆင်မိုဆာဂျိုရာမိုကြောင့်ပခုံးတန်ရပြီးမြေအနေနဲ့ကွင်းထဲကနေထွက်ခွာသွားခဲ့ရတဲ့ဆာလာရဲ့ကြော်ပင်တွေပါပဲ။အဲဒီညက FA တစ်ခုလုံးမြေအကြခဲ့ရပါတယ်။ဒါပေမဲ့ဆာလာရှုံးသမားလုံးဝမဟုတ်ပါဘူး။နောက်တစ်နေ့အကြာမက်ဒရစ်မှာကျင်းပတဲ့2019ချန်ပီယံလိဂ်ဘောလုံးပွဲမှာတော့အစောဆုံးပနာတီကိုအမှားရမရှိသွင်းယူပြီးသူပြန်လာနိုင်ခဲ့ပါတယ်။သူကလေးချနေရကနေတင်ရှိဆုံးပြန်ချလိုက်နိုင်ခဲ့တဲ့အီဂျစ်ဘီစစ်စစ်ဖြစ်ပါတယ်။ထပ်ပြောမယ်ဆိုရင်ဥရောပကစားမတော်များများဟာချန်ပီယံလိဂ်ကိုအမြဲတမ်းပထမဦးစားပေးလေးရှိကြပါတယ်။ဒါပေမဲ့ဆာလာကတော့ပရီးမီးယားလိဂ်ကိုရွေးချယ်ခဲ့ပါတယ်။အကြောင်းရင်းကတော့လီဗာပူးပရိသတ်တွေအကြောင်းပါ။ပထမဆုံးအချိန်အနည်း30အကြာမှာရောက်နိုင်ခဲ့တဲ့ပရီးမီးယားလိဂ်ဖလားဟာကိုဗစ်ကရောဂါကာလကြီးထဲမှာဖြစ်နေခဲ့တဲ့အတွက်ပရိသတ်တွေနဲ့အတူတူတမိုင်းဝင်အောင်ပွဲခံဝင်မရခဲ့ပါဘူး။ဒီနေ့ဟာမူကြီးဟာဆာလာရဲ့ရင်ထဲမှာအမြဲတမ်းဟာတတာဖြစ်နေခဲ့စေပါတယ်။သူမထွက်ခွာခင်မှာအဖရိကပရိသတ်တွေရှိမှတကယ်ကိုအသက်ဝင်နေတဲ့ပရီးမီးယားလိဂ်ဖလားကြီးကိုနောက်တစ်ချိန်မြောက်တင်ကျင်နေတဲ့သူ့ရဲ့ဆန္ဒဟာလီဗာပူးပရိသတ်တွေပေါ်ထားရှိတဲ့သူ့ရဲ့အနေရှိုင်းဆုံးချစ်ချင်းမြတ်တာကိုဖော်ပြနေတာဖြစ်ပါတယ်။အခုကစားမတဲ့မရှိသေးတဲ့အရာပေါ့ကျွန်တော်တို့လူဟောင်းတွေချင်းချင်းစီမှာတော့တယောက်နဲ့တယောက်တန်ရောစင်ချိတ်ဆက်တွေရှိခဲ့တယ်။အဲ့ဒါကဝင်လေကန်းအတွက်ရန်ကိုရေးကြည့်လို့ပါဆိုပြီးတော့သူကဆက်ပြောထားပါသေးတယ်။ဒီစကားကလည်းဘောင်းတင်းရဲ့နာခတ်အတွက်အင်မတန်ရေးကြည့်တဲ့သတိပေးချက်တစ်ခုပါ။ဂျိုင်ကလောလက်ထက်ကတည်ဆောက်ခဲ့တဲ့အတင်းရဲ့စိတ်ဝိညာဉ်ဟာဇာမတွေကြားထဲမှာမိသားစုလိုနေထွေးတဲ့တန်ရောစင်တွေပေါ်မှာအခြေခံထားတာပါ။အခုဆိုရင်ဖာမီနိုမာနီဟန်နာဆန်တို့အကုန်ထွက်ခွာသွားခဲ့ကြပါပြီ။ဆလာကိုယ်တိုင်လည်းထွက်ခွာတော့မှာပါ။သူဟာအသင်းကနေမထွက်ခွာခင်ချိန်လေးအတွင်းမှာအသင်းစီရောက်လာတဲ့လူငယ်ကစားမတွေကိုအဲ့ဒီလီဗာပူးစိတ်ဓာတ်ကိုလက်ဆင့်ကမ်းတင်ကြားပေးဖို့ကြိုးစားနေတာဖြစ်ပါတယ်။အကြောင်းပြပြောမယ်ဆိုရင်တော့မူဆာလာရဲ့ဒီနောက်ဆုံးနှုတ်ဆက်အင်တာဗျူးဟာလီဗာပူးပရိသတ်တိုင်းရဲ့နှလုံးသားကိုမျက်ရည်လည်ရလောက်အောင်ထိရှာစေခဲ့ပါတယ်။သူဟာတရားချင်းတွေကိုကောင်းမြင်စိတ်နဲ့ရင်ဆိုင်ရင်အသင်းအတွက်နောက်ဆုံးချိန်နဲ့စွမ်းကုန်ပေးဆက်သွားဖို့ဆုံးဖြတ်ထားပါတယ်။သူထွက်ခွာသွားတဲ့အခါလီဗာပူးတင်းနေတဲ့ဆာလာနေရာမှာစားထိုးဖို့နောက်ထပ်ကစားမကြောက်ကိုငွေချေးတန်းပေါင်းများစွာပေးပြီးဝယ်ယူလို့ရကောင်းရနိုင်ပါတယ်။ဒါပေမဲ့ FA ကွင်းတွေကတွင်းကုန်တွေနဲ့အတူရစ်ပတ်နေတဲ့အီဂျစ်ဘီရဲ့စိတ်ဝိညာဉ်နဲ့ဩဇာလွှမ်းမိုးမှုကိုတော့ဘလိုနီနဲ့မှစားထိုးလို့ရနိုင်တော့မှာမဟုတ်ပါဘူး။အရာအားလုံးတဲ့ကျေးဇူးတင်ပါတယ်မိုဆာလာကြီး။ခင်ဗျားဟာ FA ရဲ့ထာဝရဘီရင်တစ်ပါးအဖြစ်တမိုင်းမှာမော်ကွန်းတင်ကျန်ရည်နေတော့မှအသေးချပါပဲဖြစ်ပါတယ်ခင်ဗျာ။